ကျောင်းရဲ့ပထမဆုံးရက်မှာတဲ့အတန်းရဲ့တကားလက်ကင်မှာလျှက်စစ်တအားတွေစီးနေအောင်လှုပ်ထားတာကိုသတိထားမိလိုက်ပါတယ်ဒီကျောင်းမှာအဆိုးဆုံးလို့နာမည်ကြီးတဲ့ကျောင်းသားတွေဟာဆရာတစ်ဖြစ်တဲ့ကျမကိုပညာပြဖို့ကြိုတင်ပြင်ဆင်ထားကြတာပေါ့ကျောင်းသားတွေအားလုံးကကျမဘယ်လိုဒုက္ခရောက်မလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်နေချိန်မှာပဲကျမဟာတကားကိုခြေထောက်နဲ့အကုန်ကန်ချလိုက်ပါတယ်။ကန်ချက်ကပြင်းထန်လွန်းတာကြောင့်တကားပွင့်သွားရုံတင်မကပဲကန်ချက်ကြောင့်ကျောင်းသားတွေပါလွတ်ဆင်သွားခဲ့ရတာပေါ့။ကျမဟာဘာမှမဖြစ်တယ်လို့ပဲစင်ပေါ်ကိုတီတီငင်းငင်းရှောက်သွားပြီးကိုမိတ်ဆက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာကျောင်းသားတစ်ယောက်ကကျမကိုဆရာတစ်ယောက်မှရှိရမယ့်ကျင့်ဝတ်တွေမရှိဘူးဆိုပြီးအော်ဟစ်ပြောဆိုပါတော့တယ်။ဒါကိုကြားတော့ကျမလည်းနားမှာရှိတဲ့ကြောက်တင်ပုံဖြစ်တဲ့ဒက်စတာနဲ့အဲ့ဒီကျောင်းသားကိုလှမ်းပစ်လိုက်ပါတယ်။ဒီလိုရက်ကကျောင်းသားတွေကိုပို့ပြီးဒေါသထွက်သွားစေခဲ့တာပေါ့။သူတို့အားလုံးဟာတင်းနစ်ဘောလုံးတွေကိုထုတ်ပြီးကျမစီကိုဝိုင်းပစ်ကြပါတော့တယ်ကျမအတွက်တော့ဒါတွေဟာကလေးကစားစရာလိုပါပဲပြစ်လိုက်တဲ့တင်းနစ်ဘောလုံးတိုင်းကိုကျမကအသာလေးပဲပြန်ပုတ်ထုတ်လိုက်ပါတယ်ပြန်ကန်ထိတာကြောင့်သူတို့လည်းအထိနာသွားပြီးအော်ဟစ်တန်တွေနဲ့ပြည့်နေသွားပေမဲ့ကျမကတော့သူတို့ကိုအလွယ်တကူလွတ်ပေးဖို့အစီအစဉ်မရှိပါဘူးချက်ချင်းပဲမြေဖြူတစ်စုပ်ကိုဆွဲယူလိုက်ပြီးကျမဟာလက်ထဲကမြေဖြူတွေကိုတဒန်းလုံးစီကိုညှာတာမှုမရှိပဲပြစ်လိုက်ပါတယ်သူတို့တွေကျမကိုကြောက်ပြီးယူသေးလာအောင်ဒီလိုပဲဆုံးမရမယ်ဆိုတာကျမသိနေလို့ပါပဲအချိန်ချင်းဆုံးမပညာပြပြီးတဲ့နောက်မှာတော့ကျောင်းသားတွေဟာနောက်ဆုံးမှာအရှုံးပေးကြပါတော့တယ်နောက်တစ်ခါထပ်ပြီးစိုးသွမ်းမှုစူးစမ်းမယ်ဆိုရင်အခုကြုံခဲ့ရတာထက်အစပေါင်းများစွာပိုဆိုးတဲ့အကျိုးဆက်တွေကိုခံစားရမယ်လို့လည်းကျမကသတိပေးလိုက်တာပေါ့ကျောင်းသားတွေဟာတော်တော်လေးကိုကြောက်လန့်သွားကြတာကြောင့်ဘယ်သူမှစကားတစ်လုံးတောင်မဟုတ်ကြတော့ပါဘူးဒါပေမဲ့နောက်တစ်နေ့အတန်းတက်ဖို့ပြင်ဆင်နေတော့မှပဲအတန်းထဲကနေပောက်ကွဲတန်ကြီးတစ်ခုထွက်ပေါ်လာတာကိုကြားလိုက်ရပါတယ်ဒီကလေးတွေတစ်ခုခုထပ်လုပ်ပြန်ပြီဆိုတာကျမရိပ်မိလိုက်တာပေါ့ကျမအတန်းထဲကိုအပြေးလွှားသွားကြည့်လိုက်တဲ့အခါကျောင်းသားတွေရဲ့စိုးသွမ်းမှုကြောင့်ဓာတုဗေဒဆရာရဲ့စမ်းသပ်ချက်ပျက်စီးသွားတာကိုတွေ့လိုက်ရပါတယ်ဒါတောင်မှကျောင်းသားတွေဟာနည်းနည်းလေးမှနောင်တရပုံမပေါ်ကြပါဘူးတကယ်တော့အခုမှအစ်စ်ပြောင်းလာတဲ့တထေးသားလေးတစ်ယောက်ကသူတို့ကိုဥဆောင်ပြီးစိုးနေတာဖြစ်ပါတယ်အဲ့ဒီကျောင်းသားကြောင့်ပဲသူတို့တွေဟာဒီလောက်ထိရဲတင်းနေကြတာပေါ့သူတို့ဟာကျမကိုထိတ်တိုက်ရင်ဆိုင်စင်ခေါ်လာရုံတင်မကပဲဘသူကဘုံကိုပိုကောင်းအောင်လုပ်နိုင်မလဲဆိုတဲ့ဘုံလုံးမီးပြန်ခွင့်နဲ့တောင်စင်ခေါ်လိုက်ပါတော့တယ်ဗျာဒါပေမဲ့ကျမအတွက်တော့ဘုံလုံးတာကရိုးရှင်းပြီးပြင်းစရာကောင်းပါတယ်ဒါကြောင့်ကျမကတကယ်တိုင်းမယ်ဆိုရင်ဒုံးပြန်လုပ်တဲ့နေရာမှာဘသူကပူလို့တလဲဆိုတာပြန်ရအောင်လို့စင်ခေါ်လိုက်ပါတယ်ကျောင်းသားတွေကတော့ကျမကိုလေလုံးထွားနေတယ်လို့ထင်ပြီးတယောက်တစ်ပေါက်နဲ့ဝိုင်းလောင်ကြတာပေါ့အဲ့ဒီတထေးသားလေးကတောင်ဟာအကယ်၍ဒုံးပြန်ကိုသာမလုပ်နိုင်ခဲ့ရင်အခုချက်ချင်းကျောင်းကနေထွက်သွားရမယ်ဟာလို့ချင်းချောက်လာပါတယ်ကျမလည်းဒီစင်ခေါ်မှုကိုဝမ်းသာအားရပဲလက်ခံလိုက်တာပေါ့အဲ့ဒီနောက်အားလုံးဟာကျောင်းနီးကကွင်းပြင်ကျေကြီးစီကိုထွက်လာခဲ့ကြပါတယ်ကျမကတော့နည်းနည်းလေးမှစိုးရိမ်စိတ်မရှိပဲဆိုတာတပူးနဲ့တိတ်တစ်ခုကိုပဲထုတ်လိုက်ပါတယ်ဒီပစ္စည်းနှစ်ခုလေးနဲ့တင်ဒုံးပြန်တစ်စင်းကိုဖန်တီးပြနိုင်တယ်လို့လည်းပြောလိုက်တာပေါ့ကျောင်းသားတွေကတော့ဒါဟာလုံးဝမဖြစ်နိုင်ဘူးဆိုပြီးထပ်ပြီးလှောင်ပြောင်းနေကြပြန်ပါတယ်တကယ်တော့ဆိုတာထဲမှာကာဗွန်ဒိုင်အောက်ဆိုက်တွေပါဝင်နေတာပါကာဗွန်ဒိုင်အောက်ဆိုက်ကနေထွက်လာတဲ့ဖိအားဟာအပေါ်ကိုပင့်တင်ပေးမဲ့တံပြန်တက်ရောက်မှုအားကိုဖြစ်ပေါ်စေပြီးဒုံးပြန်ကိုကောင်းကင်ပေါ်ပြန်တက်သွားအောင်လှုပ်ဆောင်နိုင်ပါတယ်ဒါဟာကျမဒီနေ့ကျောင်းသားတွေကိုတင် जा ပေးဖို့ပြင်ဆင်ထားတဲ့သင်ခန်းစာပဲဖြစ်ပါတော့တယ်ဗျာ